နောက်တိုင်းအခက်စစ် လို့ချစ်ခဲ့ပြီอ่ะဖြစ်ပြပြီးသားအရာတခုမမေ့နိုင်ဘူးမိစားဟောင်းနဲ့ပြန်တွဲမိရတော့ပါတော့ ဆောလုံးမေးအဖကန်ပဲမင်းလဲ ဆက်စစ်သားလား ဒီမလေးရရော စောလုံးမေးအမေရဲ့ယောက်ျား ကိုခွနဲ့လီ ကိုခုနဲ့83 ခွန်ကိုလီ 87 ဆက်ချအောင်စား 10ပါပေါ့ အောက်ရှောင်းနည်းနည်း 10ပါကြောက်ကြတယ်ကွယ်နေ နည်းနည်းအောက်ရှောင်း 2ပါ နည်းနည်းအောက်ရှောင်း 3ညပါအုံတော့ဘာမှမရှိတော့မသိဘူးတပါ ဆက်ချအောင်စား စကြောင်းလားတပေါင်းရတပါတပါ ကိုခွနဲ့လီ 63 မင်းကဆရာကြီးပဲကွာ ဆက်ချအောင်စား တပေါင်း အဲ့ဒါလို့ရှိရင်ကိုခွနဲ့လီဟုတ်ပြီတော့အဲ့ဒါအင်္ဂလိပ်အခေကဘယ်နှလုံးရှိလဲ အင်္ဂလိပ်ခဲ့က23လုံး ငယ်ငယ်တော့ပေါ့နော်သင်ငယ်သင်ခန်းစာလေးပြန်ပြီးတော့မှတ်ရတာပေါ့ ဟုတ်ဟုတ်ကျေးဇူးပါ ကျေးဇူးပါ